မင်္ဂလာပါရှင်ဒီကနေ့ဖလန်တောင်ဝေးကိုဇော်6နဲ့ QC 4ပါရောပြီးတော့ကြော်စားဖြစ်တာလေးညှဝေပေးပါမယ်နော်အရင်ဦးဆုံးရေးစစ်သက်စစ်ထားတဲ့ဖလန်တောင်ဝေးလေးတွေကိုအရွယ်တော်လေးတွေပိုက်ဖြတ်ပြီးတော့ဓာတ်နဲ့တပြားရိုက်ပြီးလို့ရှိရင်စစ်သက်လုပ်ထားပါမယ်ပြီးလို့ရှိရင်ဒဲဥပူဒဲကိုစီလေးထည့်ပြီးလို့ရှိရင်ကျက်တော်ဖြူထုထားတာလေးကိုထပ်ပြီးတော့စီသက်ပေးပါမယ်ရှင်ပြီးလို့ရှိရင်အသစ်ပြင်ထားတဲ့ဖလန်တောင်ဝေးလေးတွေကိုထပ်ပေးလိုက်ပါမယ်တောင်ဝေးလေးတွေနည်းနည်းလေးနွမ်းတော့ပြီဆိုလို့ရှိရင်ခရူးစီလေးသမင်းစားစောတဝက်လောက်ထပ်ပေးလိုက်ပါတယ်ရှင်ချုံမုံလေးနည်းနည်းနဲ့စားလေးနည်းနည်းပါထပ်ပေးပါတယ်ရှင်ပြီးလို့ရှိရင်ရေဆေးပြီးအသစ်လုပ်ထားတဲ့ဇော်ချောက်ကလေးတွေပါတခါတည်းထပ်ပေးလိုက်ပါတယ်ရှင်ရေလေးနည်းနည်းပါထပ်ပြီးတော့ကြော်ပေးပါမယ်ပြီးလို့ရှိရင်ဖလန်တောင်မွေးလေးတွေဣဝအောင်လို့ဖုံးလေးအုပ်ပြီး2မိနစ်လောက်ထားပေးလိုက်ပါမယ်ရှင်ခုဆိုလို့ရှိရင်တော့ဖလန်တောင်မွေးလေးတွေဣကလေးနဲ့ချိုချိုဆက်ဆက်မွေးမွေးလေးဖလန်တောင်မွေးကြော်လေးကအသက်ရပါပြီရှင်ဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာချမ်းသာဘေးရန်ကင်းကွာလိုရဆန္ဒများပြေဝကြပါစေရှင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်